99ဆိုရုပ်ရှင်မင်းလားဆိုတော့အုပ်26မှာကြည့်တယ်ဩကထာနဲ့အဖွဲ့ဝင်တူကဆွတ်ဆဲပြစ်တင်ခြင်းနော်ပုံမှန်33ဒါစာမျက်နှာ69ဝိုင်းပြီးတော့ဒီမှာဩကထာနဲ့အဖွဲ့ဝင်တူကဆွတ်ဆဲပြစ်တင်ခြင်းဖွဲ့စည်းပုံဥပဒေပုံမှန်334အဲ့ဒါပါပြောဥပမာတန်မြင့်တရားမှာရထားသွားတာကွာအဲ့ဒါဂျုံဆိုအတန်မြည်ရောကွာအဲ့ဒါဆွတ်ဆဲပြစ်တင်တာပေါ့ကွာပြောမစင်အဲ့ရော EDG နဲ့ GED စနစ်ဆိုတာပြောပြမယ်နော် EDGE ဆိုတာဘာပြောလဲ EDG နော်အဲ့လိုမျိုးရှိတယ် GED ကအဲ့မှာဒီမှာ GED တင်ပြချက်များဆုံးနေတာကြားနာပြီးပြည့်စည်ရန်ဆောင်ရွက်ရမည်တဲ့နော်အဲ့ဒီတန်နေတာချင်းရထားသွားဘာကြောင့်မြည်လဲဆိုတာအဲ့လိုမျိုးတွေပေါ့နော်ဘာသာရေးတန်ကျင်သူဖိတ်ခေါ်ရင်းတပေါ်တွေအထက်ညံများကိုရယူနိုင်သည်တဲ့နော်ယထာတဏ္ဍတန်ကျင်တဲ့နိုင်ငံခြားပညာရှင်တွေအဲ့ဒါတွေမျိုးဒါမှမြန်မာနိုင်ငံမှာရှိတဲ့ပညာရှင်တွေကိုအထက်ညံတောင်းရမှာပေါ့နော်ဒီကကြတော့နိုင်ငံတော်လှုပ်ဝက်ချက်နိုင်ငံတော်လုံခြုံရေးအခြားကိစ္စမှတပါအများပြည်သူအချိန်မောက်တည်ကြားနိုင်ရဒါကိစ္စကယထာတဏ္ဍညီတဲ့ကိစ္စကဒါနိုင်ငံတော်လုံခြုံရေးအတွက်လှုပ်ဝက်အနေနဲ့ဆွေးနွေးလို့ရတာပေါ့ပြောမှဆိုရင်ထားလိုက်EDG ဆိုတာကဘာကိုပြောလဲဆိုတော့EDGE ဆိုတာကအရင်ကစက်တရေးတိုင်ထောင်တယ်ဗျာတိုင်ထောင်EDG ဆိုတာစက်တရေးတိုင်ထောင်လူကြီးမဲခေါ်ဆိုတော့ဖုံးမှာစက်တမှုအေးရပြင်ပါလို့ရောက်ရှိနေပါဖြစ်လိုင်းမကောင်းလာဖြစ်အဲ့လိုမျိုးတွေပေါ့အဲ့ဒါကကြလို့ရင်ဒါခေါ်ရပြီးတော့နော်EDG နဲ့ GED နဲ့GED ကအစိုးရကိစ္စတွေလိုက်လောက်ရမှာကွာအစိုးရကြောက်မှာအင်ဂျင်နီယာဘယ်သူတွေရှိတဲ့လူတွေသူကိုခေါ်ရမယ်နော်ဒိုမိန်းဆိုတာသိတာဒိုမိန်းဆိုတော့သူမှ ID card ဆိုတာရှိတယ်ကျောင်းလာက ID card တရားတွေဟုတ်မဟုတ်စစ်ဆေးရမှာနော် GED ဆိုတာဟုတ်မဟုတ်စစ်ဆေးပြီး EDG ဆိုအဲ့ဒီတိုင်ထောင်တာလို့အဲ့ဒီဘယ်သူဘယ်လိုင်းမယ်ဆိုတာအဲ့လိုမျိုးပေါ့နော်စာမျက်နှာ491မှာဒါနိုင်ငံတော်သမ္မတစီရောက်ပါပြီဥက္ကဋ္ဌနိုင်ငံတော်သမ္မတစီရောက်ပါနိုင်ငံတော်သမ္မတ26ပါပဲเนาะနိုင်ငံတော်သမ္မတကဘာလဲလို့တော့အဲနိုင်ငံသားတိုင်းပြည်တန်တမန်တွေဆက်သွယ်မှာကွာအဲဒီရထားတန်တန်းကိစ္စတွေဖြစ်နိုင်တယ်အဲမော်တော်ကားဆွေးတိုက်စီတွေ EV တွေပေါ့เนาะအဲဒီကိစ္စတွေသူတို့ဆွေးနွေးမယ်နိုင်ငံတော်သူညီများပြန်တယ်ဟိုအကြောင်းကြားချင်းပေါ့เนาะဟိုဆိုရင်မရောက်နိုင်ဘူးပါပဲနိုင်ငံသားသွားအိန္ဒိယသွားတယ်ရုရှားသွားတယ်အဲ့ဒီစနစ်တွေပေါ့เนาะအဲ့မှာ E ဆိုတာကဘာလဲဆိုတော့နိုင်ငံခြားတန်တမန်နဲ့ခံလွှမ်းလက်ခံခြင်းပြုနိုင်တယ်ဥပမာဆိုရင်နိုင်ငံခြားမှာကြောင်းတက်နေတဲ့လူတွေတန်ရုံကမျိုးကြောင်းတက်နေတဲ့လူတွေကEDG GED ဒီမှာနိုင်ငံခြားမှာဘာတွေဖြစ်နေပြီတော့ဥပမာဆိုရင်စမတ်ကတ်နဲ့ရင်စီလို့ရတယ်အဲဒီစမတ်ကတ်ကဥပမာဆိုပြောရမယ်ဆိုရင်ဂျိုင်းတရားပြီးပါပြီเนาะဂျိုင်းတရားအစားတွေတရားမှာဘာဖြစ်လဲဆိုတော့အင်ဂျီရဲ့ပြည်တော်စုဆိုရမှာဘာလို့အမျိုးသားလွတ်တော်ညွှန်ရေးဆိုပြီးမုံနဲ့ကြည့်ရင်ဘတ်ကားတွေလောက်ရတော့မှာเนาะမုံနဲ့ကြည့်ရင်မှာအဲဒီမှာစမှုစုံစီတယ်စမှုစုံညောင်မီစိမ့်မှာရှိတယ်เนาะညောင်မီစိမ့်နီနာမှာရှိတယ်အထက်သရာနာမှာရှိတယ်အထက်သရာကတော့ကျွန်တော်ဘယ်ရဆိုခေုံကူကဆက်ထောက်မှာเนาะခေုံကူကပြီးတော့ဘယ်ဒီဆိုကြိုက်တလန်ဖျားဒီเนาะကြိုက်တလန်ဖျားဒီအဲ့ဒါကိုကားမော်တော်ကားစီးကတိန်း300ဆိုလို့ဆိုရင်တိန်း350ပေါ့နော်ကြားနာလိုက်ပြီ350နဲ့ကြားနာရဆိုရင်50ကအခွန်ဆောင်ရမယ်အခွန်ဆောင်တော့ကွာဒါအမကန်ကြီးကိုပါလို့ညာလို့အဲ့လိုမျိုးပေါ့နော်အခွန်လေးဆောင်လိုက်ပြီအခွန်ရုံးရောက်သွားအခါကျတော့တုတ်ကိုယူပါတကယ်မရေအုပ်ဖို့ပူတာအရန်လာတယ်အဲ့လိုမျိုးပေါ့အုပ်ဖို့ပူတာမှာကျောင်းတက်နေတဲ့ကျောင်းစတင်တဲ့သူငယ်မဆိုတော့သူငယ်တန်းတင်တဲ့ဆရာမတွေပေါ့နော်သူငယ်တန်းတင်တဲ့ဆရာမတွေအခွန်ရုံးဝလူနဲ့အစီဆက်ပြီးလိုက်စီမတချို့ရုံးဝရတော့ကွာလူပြိုကြီးတွေပဲကြားတယ်အပြိုကြီးတွေပဲကြားတယ်ကွာအဲ့လိုအိမ်အောင်တွေပေါ့ချွတ်တွေမကြားဘူးဆိုလို့ဆိုရင်အဲ့မှာအခွန်ရုံးကဝန်တန်းတွေရဲ့သူ့မညီမတွေအမားတွေကအဲ့သူငယ်တန်းတင်တာတို့အဲ့ဘာသာရပ်ပြတဲ့ဆရာမတွေဆိုရင်အဲ့350ကိုနေမီ9ခုရွေးလိုက်ပေါ့နော်9ခု6ခု10ခုတော့ရွေးလိုက်နေမီ10ခုတော့ရွေးလိုက်35ရက်ကွာစီလို့ဆိုရင်နေမီ10ခုတော့ရွေးလိုက်10ခုကအဲ့ကျောင်းဆရာမတွေကိုတရားကို9သိန်းစီ
ချပြီးလိုက်ဆို50ဦးဆိုတော့သိန်း50ပဲကွာအဲဒီကကြာဆရာမတွေကကျောင်းကစီးမယ်ခေုံကူကစီးမယ်တခြားနေရာစီးမယ်ပေါ့နော်ကြိုက်တဲ့ဘုရားမှာသူတို့ဘုရားလာဖူးမယ်ပြီးလို့ချင်းပြင်ရုံမှာရုပ်ရှင်ကြည့်မယ်အဲဒီသိန်း50ကြီးကလေပေါက်ရမယ်ငွေလေပတ်စီစဉ်မှုပြောရမယ်နော်သိန်း300ကတော့ရင်ပိုင်စင်ဆိုတော့ဂျပန်တို့ကိုရီးယားတို့တရုတ်တို့ကသူတို့ကလက်ဝဲထားရှိတာပဲဘန်နာမှာအနန္ဒာမှာပေါ့ကွာအဲ့လိုသိန်း350ဆိုတာတဘောပေါက်တာဆရာမလေးကိုပေးရမှာကွာဆရာမလေးရမှာကျောင်းသားလေးခေါ်လာပြီးရုပ်ရှင်လာကြည့်မယ်ရုပ်ရှင်ရုံမှာပြင်းရုံတို့နော်ဖျားဘူးမကြိုက်တဲ့ဖျားတို့ခေုံကူအဲ့ဒီပဲသွားမယ်ပြီးတော့အပေါင်ဘက်ဆိုမုံသမတရားရှိတယ်မုံသမတရားအပေါင်ကစမယ်အပေါင်ကအဲ့ဒီမှာစင်တိုက်ရေးတခွန်ရှိတယ်နောက်ပါတဲ့နောက်တစ်ခုရှိတယ်တဲစုအိမ်လာပါတယ်မသိရောတဲစုငိန်အဲ့ဒီရေကန်လာပါတယ်အဲ့ဒီမှာရှိတယ်ရေကန်အဲ့ဒီကတော့မုံသမဒီလိုပတ်လို့ရတယ်ကွာဒါဒီလိုပတ်ပြီးတော့မော်မြန်ဘေကိုသွားမယ်ဆိုတော့ခေုံကူသွားမယ်အပေါင်ခေုံကူနော်ခေုံကူကကြိုက်တယ်လားအပေါင်ကတော့ကြိုက်တဲ့လန်ထိပဲပေးတာခေုံကူဆိုနည်းနည်းပူရှုပ်ရမယ်ကြိုက်တယ်လားအဲ့လိုရရင်စီကတ်လေးလိုပါကွာED ကြီးကတိုင်နေထောင်ရမယ်ရင်စီကတ်ထောင်ဆို GED တို့ပါတိုင်နေစက်တွေတိုင်မှာအဲ့ဒီစကားပြောကြီးနှန်းတွေနော်ဒီနေ့အဲ့ဒီကွန်ပျူတာစနစ်တွေလောက်အောင်ပါကွာအဲ့ဒါကဘာလဲဆို35ဆိုတာနိုင်ငံတော်သမ္မတဖွဲ့စည်းပုံအခြေခံဥပဒေတိကျပြဋ္ဌာန်းတာတွေနော်35ဆိုတာစိတ်ပညာနိုင်ငံတော်သမ္မတကတော့သူက UNG ကိုဂုဏ်ထူးဆောင်ပွဲတွေပြီးလာတယ်ကွာ UNG ကလောက်ရမယ့်ကိစ္စတွေကဘာလို့ဂုဏ်ထူးဆောင်ပွဲမှာရရှိတာဂုဏ်ထူးဆောင်တစ်စိတ်ချင်းမြအနန္တလည်းချင်းမြအနန္တဂုဏ်ထူးဆောင်ပွဲတစ်စိတ်များကိုပြန်လည်ရုပ်သိမ်းလို့ရတယ်နော်နိုင်ငံတော်သမ္မတကတော့အဲ့ဒါဆို UNG အစိုးရရတယ်ပါတယ်နော်အဲ့ဒီမှာဂျိုင်းတရားနဲ့အထန်တရားနဲ့တရားတစ်ပြီးသွားပြီဂျပန်ကတော့အခုဘတ်စကားလေးမလာသေးဘူးเนาะစမှုစုံလည်းရှိနေတယ်။မော်မယ်မှာအခက်ခဲဖြစ်နေတယ်เนาะစီစည်းတက်တဲ့ချိန်မှာဘတ်စကားလေးစီးသွားစဉ်အပုံငွေလေးတက်တာပါဆရာမတွေကကျောင်းသားတွေဘလူဆိုအဲ့ဒီမှာစီးပွားရေးဖြစ်လာတဲ့ခါကျတော့ဆိုရင်ဂျာကားလေးဝင်ဆွဲလာမှာလိုင်းကားလေးပို့ပြီးတော့များလာမှာပေါ့ကွာပြောအောင်မဆိုရင်အဲ့ဒီအဖြစ်တဘောပေါက်တာ